ဟုတ်ကဲ့ကျွန်တော်တို့ဒီ live ကိုကြည့်ရှုနေကြတဲ့အာတနိုင်ငံလုံးမှာရှိတဲ့ကမ္ဘာလုံးမှာရှိတဲ့ဒေါ်လာမိဘပြည်သူများကိုအားလုံးမင်္ဂလာပါလို့ပထမဆုံးနှုတ်ခွန်းဆက်တာလိုပါတယ်သူတို့ကျွန်တော်ကတော့ကံပလက်အာကံပလက်မြို့နယ်ကကံပလက် CDF ကစလိုင်းတန်းရွှေဖြစ်ပါတယ်ကျွန်တော်တို့အတိကအခုတန်းနိုင်ဆုံးကျွန်တော်တို့MDC MDF ရဲ့ဒီ MDF အတွက်ကျွန်တော်တို့final စိမ်းမှာပြပပြည်သူတွေအနေနဲ့တန်းနိုင်ဆုံးပါဝင်ပေးကြဖို့ပထမဦးစွာကျွန်တော်တောင်းဆိုချင်တယ်အတိကကျွန်တော်တို့စောစောကဆီယာကMDC MDF ကဆီယာကလည်းချင်းပြည်နယ်အနေထားကိုသူတို့လေးကိုပြည့်စုံစွာအာခြေချသွားတယ်ပေါ့နော်ရှင်းပြချပြသွားတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့အတိကကျွန်တော်တို့ချင်းပြည်နယ်ကအတိကကျွန်တော်တို့ပြည်သူအားလုံးတတိထားဖို့အနေငယ်ပဲကျွန်တော်ဆွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့2021ကနေအကြံပေးစစ်ကောင်စီကနေအာဏာခေတ်ဆက်အာဏာသိမ်းလာတာပေါ့လေကျွန်တော်တို့ခေတ်မှာ21ရာစုမှာစစ်ကောင်စီကနေအာဏာသိမ်းလိုက်တဲ့အချိန်မှာကျွန်တော်တို့9နှစ်နေပါကျွန်တော်တို့အခုချိန်ထိစစ်ပေးတံကိုကျွန်တော်တို့တင်ရတယ်ပေါ့နော်ပြည်သူတွေအားလုံးကျွန်တော်တို့စစ်ပေးတံတင်ကြတယ်ဒုက္ခဆင်းရဲကျွန်တော်တို့ရဲ့အချိန်တွေတန်ဖိုးရှိတဲ့အချိန်တွေဘဝတွေအသက်တွေခန္ဓာကိုယ်တွေကိုကျွန်တော်တို့ပေးဆက်ပေးမှပြည်သူအားလုံးကျွန်တော်တို့ပေးဆက်ပေးမှဆုံးရှုံးနေနာမှုတွေနဲ့ကျွန်တော်တို့ကြုံနေရတာဖြစ်တယ်ဆိုတော့အခု2021ခုနှစ်အာဏာသိမ်းပြီးမှအကြမ်းဖက်စစ်ကောင်စီကဘာတွေနဲ့ကျွန်တော်တို့ကိုဘလိုတွေတက်လန်းနေတယ်လဲဆိုတဲ့ဟာကကျွန်တော်တို့အားလုံးကပ္ပအတိဖြစ်တယ်ပထမမှာဘလိုလုပ်လဲဆိုတော့ပထမမှာကျွန်တော်တို့ပြည်သူတွေက CDM နေဝင်နေဆန္ဒပြတယ်ဒါကိုဆန္ဒပြတဲ့သူတွေ CDM ဝင်တဲ့သူတွေကိုတနတ်နဲ့ချေမှုန်းတဲ့ဖြစ်တယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ခုခံကောက်ွေတဲ့အနေနဲ့ကျွန်တော်တို့လက်နက်ကင်လမ်းစဉ်အဖြစ်သွားတယ်ပေါ့လေဒီအနေထားမှာတော့မှကျွန်တော်တို့တူလိုင်းခရီးအနေထားရကျွန်တော်တို့အတူချုံးနေကြည့်ရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်စင်ရေးတွေသူတို့ကိုအောင်မြင်နေတဲ့အနေအထားကကျွန်တော်တို့ညီနောင်သုံးဖို့ပေါ့နော်မြောက်ပိုင်းညီနောင်သုံးဖို့ရဲ့စစ်စင်ရေးကသူတို့လေးကိုပေါက်မြောက်တဲ့စစ်စင်ရေးတွေဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒုတိယတစ်ချက်မှာဆိုရင်ကျွန်တော်တို့ရဲ့စစ်စင်ရေးပေါ့နော် CP operation စစ်စင်ရေးကလည်းတကယ်မြန်မာနိုင်ငံမှာတိုလိုင်းရေးအကြမ်းဖက်ကိုတိုက်ခိုက်တဲ့နေရာမှာသူတို့လေးကိုအောင်မြင်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးအနေအထားမှာကျွန်တော်တို့ကစစ်စီရဲ့အနေအထားနဲ့ဆိုရင်ကျွန်တော်တို့တလိုင်းပြီးတလိုင်းကိုကျွန်တော်တို့သွားနေတာရှိတယ်ဟိုမှာချင်းပြည်နယ်တောင်ပိုင်းဆိုရင်စစ်ကောင်စီကိုလုံးဝကင်းစင်သွားအောင်ကျွန်တော်တို့လုပ်နိုင်တယ်မြောက်ပိုင်းဘက်မှာဆိုရင်စစ်ကောင်စီကင်းစင်သွားဖလန်းပေါ့နော်ဖလန်းပြီးတာနဲ့တီးတင်ပေါ့ကျွန်တော်တို့ချင်းပြည်နယ်နောက်ဆုံး live ဆိုပြီးမှ live ပေါ်မှာလည်းကျွန်တော်တို့ live တွေထွက်နေတယ်ဆိုတော့အခြေအနေပါကြောက်ကျွန်တော်တို့စစ်စင်ရေးဆက်ပြီးမှကျွန်တော်တို့မသွားနိုင်တာလေပါကြောက်လဲအခုကအားလုံးအတိဖြစ်တယ်ကျွန်တော်တို့ပေါ်ပေါ်လေးလေးပြောရရင် CIF ကကျွန်တော်တို့ဖလမ်ကိုမတိုက်ဘူးအချင်းချင်းဖလမ်ကို MT CNDF ပေါ်လေကျွန်တော်တို့ချင်းကျင်အောင်ကCNDF ကိုမတိုက်ဘူးမရာ MTF ကိုတော့မတိုက်ဘူးဆိုရင်ကျွန်တော်တို့အခုချိန်မှာတီးတီကိုကျွန်တော်တို့တင်းလို့ပြီးပြီဒါတကယ်ကျွန်တော်တို့ထမှန်ကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့CNF အနေနဲ့ချင်းတမျိုးသားလုံးကိုချင်း nation building ကိုတကယ်သူကလှုပ်ချင်တယ်ဆိုရင်တော့လမ်းကြောင်းနဲ့သူချင်းကြိုက်ရင်တော့ဘယ်တော့မှရမှာမဟုတ်ဘူးလက်နဲ့ချင်းတိုက်ပြီးမှလူမျိုးချင်းကိုကွေးပြားအောင်မို့လုပ်ပြီးမှဒီမိုကရေစီ Federal Democracy ပြည်ထောင်စုမှာကျွန်တော်တို့သွားတီဆောက်ပြီးမှကျွန်တော်တို့ချင်းနေစုစည်းနိုင်ဖို့အတွက်လက်နဲ့အချင်းတိုက်တဲ့အနေထားတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုတာအတီလင်းကိုပြောကြားလိုတာဖြစ်တယ်ဆိုတော့အတိကကျွန်တော်တို့
ဒုက္ခတွေရောက်နေတာကစစ်ကောင်စီကချင်းပြည်နယ်မှာဆိုရင်စစ်ကောင်စီရဲ့ဖိနှိပ်ကဘာသူကဘာမြန်မာနိုင်ငံသားတွေပေါ့လေမြန်မာနိုင်ငံသားတွေအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာတယောက်ကိုတယောက်ဖေးမမဲ့အချိန်မှာအားလုံးစီလုံးညီဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့မှာဒီစိုးစိုးကစကားအဆက်ကိုပြန်ပြောရရင်ဖန်စီတာတွေတပ်ဖြတ်တာတွေအစဒီလုတ်ပေးမှာကျွန်တော်တို့လက်နက်တွေကင်လာတယ်လာကြတယ်ပေါ့နော်အဲ့ဒီအနေအထားမှာကျွန်တော်တို့အခုဆိုရင်နိုင်ငံတော်အဆင့်စစ်စင်ရေးတွေနဲ့အစသူပြန်ပြီးမှတိုက်ခိုက်နေတဲ့အနေအထားတွေရှိတယ်ပေါ့နော်တိုက်ခိုက်နေတဲ့အနေအထားတွေရှိတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီသူရွေးကောက်ပွဲပေါ့မဖြစ်ပြည်သူတွေမထောက်ခံတဲ့အားမပေးတဲ့ရွေးကောက်ပွဲကိုကဘာမှာဒီကဘာကိုကျွန်တော်ရွေးကောက်ပွဲလုပ်နိုင်ပါတယ်ဆိုတဲ့ဟာချပြချင်လို့ပြည်သူတွေလုံးဝမထောက်ခံတဲ့ရွေးကောက်ပွဲတွေအစားစစ်ကောင်စီကအတင်းအဓမ္မလုပ်နေပြီးရင်ဘဒူးမှလက်မခံတဲ့သူကကောင်စီဥက္ကဋ္ဌပေါ့ကောင်စီနိုင်ငံတော်ကောင်စီဥက္ကဋ္ဌကနေအခုသူရိုက်သမရတော်သူတက်ယူနေတယ်ပြည်သူတွေကိုမတိုင်ပင်မှုပြည်သူတွေနဲ့မဆွေးနွေးဘူးတာရီကိုသူကလိုက်လို့နေတယ်ဆိုတဲ့ဟာကဒီပြည်သူကလုံးဝလက်မခံတဲ့ဟာကိုသူကကြိုက်တယ်လို့လုပ်နေတာဆိုတော့အတိကချင်းတခုမြန်မာနိုင်ငံမှာဒီလိုဖြစ်နေတဲ့အနေအထားမှာချင်းညီကလည်းကျွန်တော်တို့ဒီဘယ်လိုပြည်ကြယူရမလဲကျွန်တော်တို့ပြည်သူတွေအနေနဲ့ကိုကျွန်တော်ချင်းလူမျိုးတွေအနေနဲ့ပညာယူရမှာဖြစ်တယ်ကျွန်တော်တို့အသင်းပြည်သူမထောက်ခံတဲ့ကောင်စီတွေလိုက်ဖွဲ့စည်းစရာမလိုဘူးကျွန်တော်ပြည်သူဒီအရှိတရားပေါ်မှာအခြေခံပေးမှာကျွန်တော်တို့လိုက်လို့နေဖို့လဲလို့တယ်ကျွန်တော်တို့ဘယ်လိုပြောမလဲချင်းကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ CP မှာဆိုရင်ဒီအားလုံးအတိပဲ6ဖွဲ့နဲ့ပေါ့ဖွဲ့စည်းလိုက်တယ်အစမှာစိုးစိုးက CRD ပြောသွားတယ်လို့GMC ကနေ CJDC ကနေလည်းဒီအစစ်စင်းပေါ့ ICNCC အစစ်စင်းနေလို့လာတယ်အဲ့ဒီကနေဖွဲ့လိုက်ခွဲလိုက်ကွေးတာမဟုတ်ဖြိုခွဲတာပေါ့နော်တူပြက်သွားတာမဟုတ်ဘူးအဲ့ဒီကတမင်တက်ကိုရေချက်ရှိဖြက်စီးတာဖြစ်တယ်ဒီလိုမျိုးအနေထားနဲ့အခုချိန်ထိနောက်ဆုံးကျွန်တော်တို့ချင်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးအတွက်ရေရှည်နာကအတွက်ကျွန်တော်တို့ဒီချင်းလူငယ်တွေပြီးရင်ချင်းပြည်သူတွေပြည်သူထဲကနေပေါက်ပွားလာတဲ့ကျွန်တော်တို့တော်လိုင်းရေးသမားတွေကနေကျွန်တော်တို့ချင်းညီနောင် CB ဆိုပြီးမှကျွန်တော်တို့ညီကိုရီချင်းကိုကျွန်တော်တို့ပြန်ဆူဆီးလိုက်တဲ့သဘောဖြစ်တယ်ဒီအနေထားမှာဂျန်နဲ့ဒီမဆူဆီးလာသေးတဲ့ဒီ CDF လက်နက်ကင်တွေအနေနဲ့ပါဝင်လာမယ်ဆိုရင်လည်းကျွန်တော်တို့ဒီ CB နေနဲ့အများတန်း welcome လုပ်တယ်ကျွန်တော်တို့စီရုံဖို့အတွက်ကိုကျွန်တော်တို့ရှေ့ရှုနေပါတယ်လို့သတင်းစကားလည်းပါချင်တယ်ဆိုတော့အတိကဒီကျွန်တော်တို့ချင်းမာကတော့ဒီလိုဆယ်အနေထားကိုကောင်းစင်ကြီးနှစ်ခုတိုက်ရင် CNA နဲ့ဒီCB ပြောရမှာဖြစ်တယ်အဲ့ဒီမှာ CB အနေထားနဲ့ဒီကျွန်တော်တို့စီးလုံးညီညွတ်ဖို့အခုလက်ရှိမှာကျွန်တော်တို့ကဒီလက်ရှိအနေထားမှာကျွန်တော်တို့ချင်းညီတော်အနေနဲ့ကတော့ဒီချင်းတစ်ခုတည်းနဲ့ပေါင်းစည်းပြီးတိုက်ပွဲဝင်တာတော့မဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့မဟာမိတ်တွေအကုန်လုံးပေါ့နော်AA တစ်ခုတည်းလည်းမဟုတ်ဘူးကျွန်တော်တို့အတူတိုက်ခိုက်နေတဲ့ကျွန်တော်တို့ဒီ PDF တွေပေါ့နော်ဒီကျွန်တော်တို့မဟာမိတ်တွေစကိုင်းမကွေးဘက်ကမဟာမိတ်တွေနဲ့အကုန်လုံးတော်များနဲ့ကျွန်တော်တို့တိုက်ပွဲတွေအတူဝင်လို့အောင်မြင်နေတာလည်းဖြစ်တယ်စီရေးမှာလက်တွေ့ဖို့လေကျွန်တော်တို့ကတော့လက်တွေ့ကြကိုပဲလုပ်ငန်းလုပ်တဲ့အတိုင်းလည်းပြောတယ်မလုပ်တဲ့ဟာကတော့မပြောဘူးဘာလဲဆိုတော့ဒီအားလုံးကဝါနဲ့ပြောရရင်တော့ဖះတိဒူတိပေါ့နော်လိန်လို့လက်မကောင်းဘူးအချင်းချင်းဒီခစ်ပြက်နေတဲ့ကြားမှာတာဒီလိန်ပြီးမှကျွန်တော်တို့သွားနေအောင်မယ်အချင်းချင်းကိုလိန်မယ်လှည့်ဖြားမယ်ဒီဟာနဲ့ဆိုရင်တော့ခကြီးမရောက်ဘူးသိချတယ်ဆိုတော့ကျွန်တော်တို့ချင်းညီတော်နေအနေနဲ့ဒီ80ပေးမှကျွန်တော်တို့သွားတဲ့နေရာမှာတခုပေါ့လေကျွန်တော်တို့စောက CC ဆိုတာတက်ဒီ CNA နဲ့ပေါ့နော်ကျွန်တော်တို့ချင်းညီတော်နဲ့ဒီထားမှာကျွန်တော်တို့ CNA အနေနဲ့အတိကကျွန်တော်တို့စ조사နေတဲ့အရာတွေမှာချင်းတမျိုးသားလုံးစီးလုံးညဲဖို့ဒီစ조사နေတဲ့နေရာမှာဒီအတတ်နိုင်ဆုံးကျွန်တော်ကို
ကျွန်တော်တို့ကိုဒီချင်းပြည်သူတွေစီလုံးမှုကိုရှေ့ရှုပြီးမှအချင်းချင်းတွေကိုထိုးစစ်တွေကိုလုံးဝရပ်ဖို့လိုပါတယ်ဖလမ်းကိုကျွန်တော်တို့သိမ့်ပြီးသားဖလမ်းကိုသူသွားတိုက်เสียအကြောင်းမရှိဘူးစစ်ကောင်စီမရှိတော့ဘူးသူတိုက်ချင်ဟာခါနဲ့ထန်တလန်တိုက်လေမဟုတ်ဘူးဆိုရင်အောက်ဘက်မှာကျွန်တော်တို့ပမာရီညီကိုတွေမှာမကွေးစကိုင်းတွေမှာရှိတဲ့နေရာတော့ခုပါလားကျွန်တော်တို့ချင်းချင်း MDF ကိုခုသွားထိုးစစ်သွားစင်ပြီးတိုက်နေတယ်အခုလည်းတိုက်နေတယ်ကြားတယ်ဆိုတော့ဒီလိုမျိုးသွားလို့เสียမလိုဘူးစီလုံးမို့တဲ့တာနဲ့သွားလို့မရဘူးဆိုတော့ကျွန်တော်တို့ရဲ့ဒီချင်းနေရှိပေဒိန်တို့ဒီကိုပေါ့နော်သူတို့ပြောနေကြပေါ့စကလုံးနေရဆိုဒီလိုမျိုးသွားချင်တယ်ဆိုရင်တော့ဒါနဲ့လက်နဲ့ကင်လက်နဲ့တနတ်နဲ့သွားတိုက်လို့တော့ကျွန်တော်တို့လုံးဝဒီစီလုံးနိုင်မှာမဟုတ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကတော့ဒီချင်းနေစီလုံးစေချင်တယ်တဆူတစည်းနဲ့ချင်းပေါ့နော်ဒီစီလုံးချင်တာလို့ကျွန်တော်တို့မှာတော့ဒီလုံးဝဆန္ဒအပြည့်ဝရှိတယ်ဒီလိုမျိုးလာတိုက်ခိုက်တာတော့ကျွန်တော်တို့လည်းလက်မခံဘူးCPN အနေနဲ့ကျွန်တော်တို့ချင်းကျင်တော်အနေနဲ့ဖြစ်တာဒီလိုမျိုးအချင်းမှာလာတိုက်ခိုက်တဲ့အနေအထားကတော့ချင်းကျင်တော်အနေအထားနဲ့မဟုတ်တင်မကပဲနဲ့ပြည်သူတွေကလည်းပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေကလည်းကြိုက်မှာမဟုတ်ဘူးဒါကတော့အမှန်တရားပဲအရှိတရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီချင်းကျင်တော်ကတော့ဒီချင်းကျင်တော်ရဲ့စီရေးပြစ်မှတ်တွေဖြစ်တဲ့ဒီတနင်္ဂနွေလုံးမှာကျွန်တော်တို့ချင်းပြည်နယ်မှာစစ်ကောင်စီကိုကင်းစင်အောင်ကျွန်တော်တို့ကလို့လှုပ်ချင်တယ်အဲ့ဒီအတွက်လဲကျွန်တော်တို့စ조사နေတယ်ပြင်ဆင်နေတယ်ပြီးရင်ချင်းပြည်နယ်တပြည်နယ်လုံးမှာဒီလိုမျိုးကင်းစင်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီမာမိတ်ဒီဆိုတာတဲ့ဒီမြန်မာနိုင်ငံလုံးမှာလက်လန်းမီတလောက်မှာကျွန်တော်တို့အချမ်းဖက်ဒီနှင်းရေးမှာကျွန်တော်တို့ကပါဝင်ပြီးမှတိုက်ဒီဆင်နွှဲဖို့ဖြစ်တယ်အတိကစနစ်အတွက်ကိုကျွန်တော်တို့တိုက်ပွဲကိုဆက်လက်စနစ်တိဆောက်တဲ့နေရာမှာမြန်မာနိုင်ငံစနစ်ဆိုးကနေလွတ်မြောက်ဖို့အတွက်စစ်အာဏာရှင်စနစ်ဆိုးကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ကဆက်လက်ပြီးမှလှုပ်ရှားတွေတိုက်ပွဲတွေအများကြီးဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာCIF တဲ့အနေထားနဲ့ပဲဖြစ်ဖြစ်ပတွအနေထားနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့CB ကိုအတတ်နိုင်အနောက်ရှက်လုံးဝမပေးဖို့လိုအပ်တယ်ကျွန်တော်တို့ဒီတော်လိုင်းရေးခရီးကသူတို့လေးကြာနေလို့အဆင်မပြေပါဘူးဒီအနောက်ရှက်ကျွန်တော်တို့ဒီပေးတာတွေအနောက်ရှက်ပေးတာတွေမဟုတ်ဘူးကျွန်တော်တို့ကိုတိုက်ခိုက်တာတွေကိုဖြိုခွဲတာတွေကိုချင်းလူမျိုးတွေအချင်းချင်းတိုက်ခိုက်တာတွေဖြိုခွဲတာတွေကိုရပ်ပါပေးရင်ကိုလုတ်ပါစေလုတ်ပါဒီဟာခါနဲ့ထန်တလန်တိုက်ဖို့သူ့မှာလည်းရှိသေးတယ်သူ့နေရာကျွန်တော်တို့ဒီအချိန်မဲ့ကျွန်တော်တို့ဒီစီလုံးမို့ကျွန်တော်တို့အကုန်လုံးကအရန်လိုချင်တယ်ဒါပေမဲ့လက်တွေ့ကြကျွန်တော်တို့လုတ်ဖို့လိုတယ်ဒါပြောတာကတော့ line ပေါ်မှာဟိုအတန်ကောင်းနေ hit နေဖို့ပြောတာမဟုတ်ဘူးလက်တွေ့ကြကျွန်တော်တို့ပြောတဲ့အတိုင်းလဲလုတ်ဖို့ဆိုတာအမှန်တရားအတွက်ဒီလုပ်ငန်းကိုစနစ်တကျလုပ်ဖို့လိုတယ်ကျွန်တော်တို့ကဒီစီလုံးရှင်နဲ့အနာဂတ်ကိုကောင်းကောင်းတည်ဆောက်ခြင်းနဲ့ဒီစနစ်ဆိုကနေအများဆုံးလဲလွတ်မြောက်ခြင်းနဲ့ဒီလိုမျိုးအနေထားမှာအချင်းချင်းကိုဒီလိုမျိုးဒီဖြိုခွဲတာတွေတိုက်ခိုက်တာတွေကဒီသူ့မှာလုံးဝဆက်ရှုပ်ပြီးမှယွန်စရာကောင်းတဲ့အရာလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါသူ့ကိုကဲရဲ့လို့ကျွန်တော်ပြောတာကဲရဲ့လို့စိတ်လဲတခုမှမဟုတ်ဘူးကျွန်တော်အမှန်တရားကိုပြောနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီပြောနေတာဖြစ်တယ်အတန်းနိုင်ဆုံးကျွန်တော်တို့ဘယ်လိုပဲဖြစ်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့ဒီလိုမျိုးအချင်းချင်းဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဒီဘယ်လိုမျိုးပြောမလဲမိဘပြည်သူတွေအနေနဲ့စိတ်နောက်ရှက်တည်းအစဒီစိတ်မကောင်းတာတွေဖြစ်မှာတေးကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တိုလန်ရေးမှာတိုလန်ရေးခရီးစဉ်မှာဒီဟာဒီကလည်းဒီခစ်စနစ်ပြတ်တဲ့အချိန်ပါဒီတဟာတွေကလည်းတို့လေးကြုံနေရတဲ့အနေအထားတွေကြုံရတတ်တဲ့အနေအထားတွေဖြစ်တယ်ဒါပေမဲ့အကောင့်ဖက်ကိုကျွန်တော်တို့အတတ်နိုင်ဆုံးဒီတလန်းကြဖို့ဖြစ်မယ်အတူတကွဒီတိုလန်ရေးမှာအဆုံးထိကျွန်တော်တို့ဆန္ဒပြတဲ့အချိန်မှာကျွန်တော်တို့အိုခဲ့ကြတယ်လို့ပေါ့နော်အဆုံးသတ်တိုက်ပွဲငါတို့နှွှေးရမယ်ဆိုပြီးမှဆန္ဒပြတဲ့အချိန်မှာညီမယ်ညီရလားဟဲ့ဆိုရင်ညီတယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့အရင်ကအစချင်းတိုလန်ရေးစတဲ့အချိန်မှာကျွန်တော်တို့လုပ်ငန်းလုပ်တဲ့
ကျွန်တော်တို့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်းကျွန်တော်တို့ခွင့်အားပြန်ယူကြပြီးမှဒီဒိုလိုင်းရဲ့ခရီးစဉ်ကိုလည်းကျွန်တော်တို့အတတ်နိုင်ဆုံးရှေ့ဆက်ကြမယ်ဒီပူးပေါင်းမယ်ကိုနိုင်တဲ့ဝန်ကိုကျွန်တော်တို့ကိုစီအတီးတီးပေါ့နော်ဒီနိုင်ငံခြားမှာရောက်ရင်လည်းရောက်တဲ့နေရာကနေကိုနိုင်တဲ့ဝန်ကိုထမ်းလို့ရတယ်ပေါ့နော်အကြံဉာဏ်အဖြစ်တို့လည်းကောင်းဒီ support ပေးခြင်းဒီ fan support ပေးခြင်းအဖြစ်နဲ့တို့လည်းကောင်းဒီအကြံပေးခြင်းအဖြစ်တို့လည်းကောင်းကျွန်တော်တို့ကိုဒီမှာတိုက်ပွဲမှာစနေစောတိုက်ပွဲမှာပါဝင်လို့ရတယ်ဆိုတဲ့ဟာလည်းပြောချင်တယ်ဒီကျွန်တော်တို့ဒီ live မှာကြီးစုပြမကြီးစုပေးအားပေးနေကြတဲ့ဒီမိဘပြည်သူတွေကိုလည်းကျေးဇူးတင်တယ်ဒီ MTCMTS ရဲ့ဒီအတွက်ကျွန်တော်တို့ကျွန်တော်တို့ရှာတဲ့ဒီ live show assistant မှာလည်းကျွန်တော်တို့ကိုမိဘပြည်သူတွေရဲ့ချွေးနဲ့ခွင့်အားနဲ့ရင်းပင်မှာရှာဖွေတဲ့ဒီငွေကြေးတွေကိုကျွန်တော်တို့MDC ရဲ့အတွက်ပါဝင်တဲ့ဟာကကျွန်တော်တို့အလကားမဖြစ်ပါဘူးကျွန်တော်တို့ပြည်ရဲဘော်တွေအတွက်လုံးဝတန်ဖိုးရှိမယ်အကျိုးရှိမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ဒီထဲတွင်းပြောကြလိုပါတယ်ကျွန်တော်ပြောတာလဲဒီသူတို့လေးတော့ကြာနေပါပြီအားလုံးအခုလိုအားပေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်လို့ကျေးဇူးပါ